โอเคအားလုံးမင်္ဂလာပါခင်ဗျာ Forex Trader မြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့စီးကွက်လေးတွေဒီစနေတနင်္ဂနွေမှာတုံးတက်မှာပေါ့နော်တုံးတက်ပြီးတော့ကျွန်တော်တို့တနင်္လာနေ့မှာဘယ်လိုဖြစ်မလဲဆိုတာတော့ကျွန်တော်တို့ခက်မှန်ပြီးတော့ထွေးကြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်တော့ဒါဈေးကွက်ကအခုရက်ပိုင်းဒီမှာနိုင်ငံရေးနဲ့ဆက်ဆက်နေတယ်ဒါစစ်ပွဲတွေကလည်းဖြစ်နေတာဆိုတော့အဲ့ဒါတွေနဲ့ပဲမှာဈေးကလည်းထိုးတက်သွားတာတွေမြင်ရပါတော့ဒါဟိုနေ့ကကျွန်တော်ဒီဥစ္စာလေးကကျွန်တော်ပြထားခဲ့တာပေါ့နော်ဒါတောက်ကြနေရဒါအမျက်လေးတွေတော့ရတော့မယ်လို့ထင်ပါတယ်ကျွန်တော်ဒီမှာကြည့်ပြီးမှလိုက်ထွေးသွားပြီကျွန်တော်လိုက်လစ်မှကြည့်ပြီးမှမနေ့တော့ကျွန်တော်ဗီဒီယိုတစ်ခုလုပ်တယ်လစ်လွင့်မှုလုပ်တယ်ပေါ့နော်လုပ်တဲ့အခါမှာအဲ့မှာအထဲမှာအတန်ကပါမလာအောင်အတန်ကပြောက်သွားအတန်ပြောက်သွားဆိုတော့ကျွန်တော်လဲအဲ့ဒါဒီနေ့ကျွန်တော်ဗီဒီယိုနောက်ထပ်ပြန်လုပ်ပေးပြီးမှပဲတင်ပေးမှာပေါ့လေအဲကြောင့်ကျွန်တော်ဒီနေ့ဗီဒီယိုတစ်ခုလုပ်တယ်လုပ်မှကျွန်တော်တင်ပေးမှာပေါ့အခုဒါဆိုရင်အဲ့ဆိုကျွန်တော်ဒီနေ့ကျွန်တော်ဈေးကွက်လေးအရင်ဆုံးတုံးတက်ကြည့်ကြမယ်တုံးတက်မယ်ဆိုတော့ကျွန်တော်အရင်ဆုံး one week ကိုတွားကြည့်မယ်ဆိုလို့ရှိရင် one week မှာကျွန်တော်တောက်ကြနေရကျွန်တော်ပြောရတဲ့အတိုင်းမှာသူအပေါ်မှာတွားပိတ်မယ်လို့ဈေးကအပေါ်မှာတွားပိတ်မယ်ဆိုသူအပေါ်မှာပဲတွားပိတ်တယ်ပေါ့နော်ဒါမနေ့ကဒါတောက်ကြနေရကျွန်တော်ပြောဒီချောင်းလေးရဆိုလို့ရှိရင်ဒါတစ်ပတ်မှာဆိုလို့ရှိရင်အားကောင်းနေတယ်အားကောင်းတာဖြစ်တဲ့အတွက်တစ်ပတ်ရဲ့အဆုံးကလည်းသူကအပေါ်မှာပဲသွားပိတ်မယ်လို့ကျွန်တော်ပြောထားတာအဲ့ဒါအဲ့လိုမျိုးပဲတော့နော်အပေါ်မှာတွားပိတ်ခွာတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဝါမှာတွားကြည့်မယ်ဒီဝါမှာဆိုလို့ရှိရင်လည်းသူကဒါကျင်းတော့ကျင်းသွားပြီပေါ့နော်ကျင်းသွားပြီဆို site way ပုံစံပြရတယ် site way ပုံစံတကယ်ပဲဖြစ်လာမလားဆိုတာကျွန်တော်တို့စောင့်ကြည့်အောင်ပါဖြစ်တယ်ပေါ့နော်ပြီးတော့ဒါ၄နိုင်မှာဆိုတော့ဒါအားဆက်ကောင်းလို့မယ်အားဆက်ကောင်းနေရဆိုတော့သူပြန်ပြီးမှတက်နိုင်တဲ့အနေအထားမှာရှိရဲတက်နိုင်တဲ့အနေအထားဆိုတော့ကျွန်တော်ဘယ်လောက်ရောက်မလဲဆို9400ကိုသူဥတီသွားနိုင်မယ်နဲ့တူတယ်အဲ့တော့အပေါ်မှာဘာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာဆိုလို့ရှိရင်9500 9000နဲ့အပေါ်ဆုံးအမြင့်ဆုံးကတော့9599ပေါ့နော်ထားပါတော့9600ပဲထားပါတော့9600အထိရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးသူတက်မှာဒီဘာလို့လဲဆိုတော့9400 73လောက်မှာအဲ့လောက်ထိကိုသူတက်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တနင်္လာကိုတွားကြည့်အောင်တနင်္လာမှာဆိုလို့ရှိရင်လည်းသူဒီမှာလေဒါဆိုရင် site way ပုံစံပေါ့နော်လောက်သွားတယ် site way ပုံစံလောက်ပြီးမှတောက်ချနေမှာပဲချက်ချင်းဆိုလို့ပဲဒါတက်ချောက်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုကျွန်တော်တို့ကဒါတောင်းထွင်ကိုမရောက်သေးဘူးအထွင်မှာပဲရှိသေးတယ်ဆက်ပြီးမှတက်နိုင်တဲ့အခြေအနေမှာရှိရဲဒါပြောမဆိုလို့ RSI မှာကြတော့သူကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ over ပေါက်ဖြစ်နေရပါတော့ over ပေါက်ဖြစ်တယ်ဆိုပေမဲ့လည်းတိတ်ပြောလို့မရဘူးပေါ့နော်ဒါတက်နိုင်တဲ့အနေထားအောင်ပဲရှိတယ်ဒါဟိုကောင်မှာဆိုလို့ရှိရင်လည်းဒီ1 week မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲ1 week မှာဆိုလို့ရှိရင်လည်းသူက over ပေါက်ဖြစ်နေရတယ်မြင်ရတယ်အဲ့တော့ကျွန်တော်တို့ over ပေါက်ဖြစ်တာတိုင်းနဲ့တော့ drive မှာဒီ RSI ကိုဘာလို့ဆိုတာဒီ indicator တို့ဆိုတာကျွန်တော်တို့တိတ်ဟိုပြောမဆိုအားကိုးလို့ရတဲ့အထဲမှာမပါဘူးဘာလို့လဲဆိုကျွန်တော်တို့တွေကဒီဟိုမှာပဲcandlestick မှာပဲကြည့်ပြီးမှဒါဆုံးဖြတ်ရမှာပေါ့နော် candlestick အားကောင်းတယ်ဆိုတော့အားကောင်းတယ်အဲ့တော့ကိုကြည့်မှကျွန်တော်တို့ entry ဝင်ဖို့လုပ်ရမှာပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီindicator တွေဆိုတာခဏတစ်ဖြုတ်ဒါပြောမှဆိုလို့ရှိရင်ကျွန်တော်ဈေးကွက်တုံးတက်ဖို့တို့ဘာဖြစ်နိုင်ညာဖြစ်နိုင်တယ်ဒီလိုမျိုးပေါ့နော်အဲ့ဒါတွေကိုပဲကျွန်တော်တို့ကြည့်ပြီးမှရောင်းဝယ်ကိုလုပ်ဖို့အတွက်signal လေးကိုခဏနည်းနည်းယူတာအဲ့လောက်ပဲရှိရပေါ့နော်နောက်ထပ်ဘာဖြစ်လာမယ်ဆိုတာဒါကျွန်တော်တို့က candlestick ကိုပို့ပြီးမှပဋိထားပြီးကြည့်မှကျွန်တော်တို့လုပ်ရမှာပေါ့ရောင်းဝယ်လုပ်ရမှာအဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်ဒါအထွတ်မှာပဲရှိသေးတယ်တွားနေတဲ့ပုံစံပေါ့နော်ဒါဆိုပုံမှာဒီတိုင်းပုံစံတွားနေတာတနိုင်မှာဆိုလို့ရှိရင်လည်းကျွန်တော်မြင်တဲ့အတိုင်းပဲဒါဇုံဖောက်သွားတယ်ဒီဇုံကိုဖောက်သွားတယ်ဒီဇုံဖောက်သွားလို့ရှိရင်သူကပြန်လာနိုင်အောင်မလားလို့တော့တွေးစရာရှိရပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းတွေကလာတာကိုတိတ်မမြင်ရအောင်တက်ပြီးတက်ပဲဆင်းလာလို့ရှိရင်တကြောင်လောက်ပဲเนาะဒီလိုမျိုးအနီချောင်းတစ်ချောင်းပဲဆင်းတယ်ဆင်းပြီးပြန်ထပ်တက်တာတွေကျွန်တော်တို့မြင်ရတယ်အဲ့တော့ဘာဖြစ်လဲဆို down trend ပဲဖြစ် down trend ကိုမရောက်နိုင်သေးဘူးရောက်ဖို့ကတော့အဝေးလူတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဒီ up trend မှာပဲရှိတယ် up trend ဆိုရင်အခု
အနည်းဆုံးကျွန်တော်တို့ကြည့်လို့ရှိရင်ဒါလေးဆိုရင်ဒီမှာကျွန်တော်မြင်းချောင်းတစ်ခုကျွန်တော်တိုင်းပြမယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့အထဲမှာဆိုရင်ဒီကောင်ဒါဆိုရင်ကြည့်ဒါဆိုရင်ဘာလို့လဲဆိုဒီ RSI က RSI မြက်လေး14မြင်းရပါတော့မြင်းကအထဲထဲမှာရှိတဲ့ဒီဘိုလင်ဂါ brand ထဲမှာရှိတဲ့ဒီအထဲထဲမှာမြင်းအဝါချောင်းလေးကိုကျွန်တော်တို့ဖောက်တက်တဲ့အချိန်မျိုးကျွန်တော်တို့ဒါလိုက်ပြီးမှပိုင်လို့ရပါပါတော့ဒိုးလေးကောင်းမဲ့ down ထင်းရောက်လဲအဲ့ဒီတိုင်းပဲကျွန်တော်တို့ကြည့်ရအောင်ပေါ့ဒါဆိုလောလောဆယ် up trend မှာပဲရှိသေးဆို up trend ဆိုသူပြန်ကျလာတယ်ကျလာလို့ရှိရင်ဒီမျိုးပုံစံတွေလုပ်လို့ရှိရင် side way ပုံစံလုပ်တယ်လုပ်လို့ရှိရင်ဒီမြင်းချောင်းတွေကအဝါနဲ့ဒီအပြာချောင်းလေးကသူကလိမ်ဖယ်ပေါ့နော်တက်လိုက်ဆင်းလိုက်ဖြစ်လာတဲ့အချိန်အပေါ်တက်တဲ့အချိန်လောက်ကိုကျွန်တော်တို့ကဒီမျိုး kinetic ကလည်းအားတာတယ်ဒီမှာလည်းဒါဖောက်သွားတဲ့ပုံစံမျိုးလေးပြရတာတေးကြတယ်အဲ့တော့ကျွန်တော်တို့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကလိုက်ပိုင်မို့ဗျာအဲ့လိုမျိုးတွေလုပ်လို့ရပါတယ်ဒါကကျွန်တော်ချန်ပီယံပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကဘာကြည့်ရမလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ကဒီ trader အသေးလေးတွေဖြစ်တဲ့အတွက်အဲ့ trader အသေးလေးတွေဆိုရင်ကျွန်တော်တို့အနည်းဆုံးဈေးကွက်ကိုဒါစနေတနင်္ဂနွေမှာတုံးတက်ပါတော့စနေတနင်္ဂနွေမှာတုံးတက်ပြီးလို့ရှိရင်ကျွန်တော်တို့မိနစ်30တို့5မိနစ်တို့15မိနစ်တို့အမျိုးတွေတွားကြည့်ပါတော့ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့5မိနစ်15မိနစ်မှာလေသူတို့ဘယ်လိုလုပ်လဲဒါတွေကိုကျွန်တော်တို့ကြည့်ရမှာအဲ့တော့အဲ့လိုမျိုးတွေဖြစ်နေတဲ့အချိန်ဆိုကျွန်တော်တို့ဆိုရင်အခုဒီမှာကြည့်ဒီလိုမျိုးပုံစံတွေဖြစ်တဲ့ဟာဒါတွေဆိုရင်ဒါအလကားပြနေတာမဟုတ်ဒီနေရာလေးကဒါဒီကောင်လေးကိုကျွန်တော်ဖြောက်လိုက်မယ်နော်အဲ့တော့ဒီမှာကြည့်ဒါဆိုကျွန်တော်ဒီနေရာမှာမိလိုက်တယ်ဆိုလို့ရှိရင်ဒါဒီအဲ့မျိုး9မိနစ်တိုင်တဲ့တိုင်မှာကျွန်တော်တို့မိသွားတယ်ဆိုလို့ရှိရင်ဒါကြည့်ပေါ့ဗျာအများကြီးရဘာဖြစ်လို့လဲဆိုတော့ဒီ9မိနစ်မှာကကျွန်တော်တို့ဒီ10မိနစ်ဒီ9မိနစ်ကိုအကျိုးတက်ရောက်စေတယ်9မိနစ်ဒီ15မိနစ်ကိုအကျိုးတက်ရောက်စေတယ်15မိနစ်ဒီမိနစ်30ကိုအကျိုးတက်ရောက်စေတဲ့ပုံစံမျိုးတိုင်းမှာသူကနိုင်အသေးလေးတွေကနေမိနစ်ကနေနိုင်လိုက်ကနေရက်လိုက်ကနေပတ်လိုက်ပေါ့နော်အဲ့လိုမျိုးအကျိုးတက်ရောက်ဖို့အတွက်ဖြစ်သွားဖို့အတွက်သူကဒီမိနစ်တိုင်လေးတွေကနေစပြီးမှကျွန်တော်တို့ကဒါထွိတ်နိုင်အောင်ကျွန်တော်ကြိုးစားရမှာပေါ့မိနစ်တိုင်ကဒါကျွန်တော်တို့ဒီမှာအားတာချက်တစ်ခုပြတယ်ဆိုလို့ရှိရင်ဒါတေးကြတယ်ဟိုမှာလည်းဒီတနားရီဒီမှာလည်းကျွန်တော်တို့တွားကြည့်လို့ရှိရင်တနားရီမှာဆိုလည်းသူစလုပ်ပြီးဒီလိုမျိုးနေရာတွေမှာလည်းကျွန်တော်တို့ဒီလိုမျိုးနေရာမှာဒါစလုပ်တယ်ဆိုတော့ဒီနေရာကကျွန်တော်တို့ဒီနေရာဆိုကျွန်တော်တို့တွားကြည့်လို့ရတယ်ဒီနေရာကိုကျွန်တော်တို့မှတ်ထားပြီးမှဒီလိုမျိုး9မိနစ်မှာတွားကြည့်လို့ရှိရင်9မိနစ်မှာသူစအားတာတဲ့နေရာကိုသူစဖောက်တဲ့နေရာမျိုးဆိုကျွန်တော်တို့ဒါမြင်ရပြီဗျာမြင်ရတယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့လိုက်ပြီးမှဘိုင်သွားလို့ရတယ်ပေါ့နော်ဒီမှာဒီလိုမျိုးနေရာမှာအစအိမ်မှာဒီလိုမျိုးတွေစတက်လာပြီဆိုလို့ရှိရင်ဒီလိုမျိုးနေရာမှာအားကောင်းတဲ့တိုင်တွေ့ပြီဆိုရင်ကျွန်တော်တို့လိုက်ပြီးမှဘိုင်သွားလို့အဆင်ပြေပေါ့နော်အဲ့လိုမျိုးတွေနဲ့ပဲကျွန်တော်တို့ကဈေးကွက်ကိုအမြဲတမ်းတုံးတက်ရမယ်တုံးတက်ပြီးလို့ရှိရင်ဘယ်လိုချိန်နေမျိုးမှကျွန်တော်တို့ entry ဝင်ရမလဲဆိုတာဒါကိုယ့်အနေနဲ့ကိုပေါ့နော်ဒီချာတုံးတက်ပြီးမှဝင်တင်တယ်ပေါ့အခုဒီမှာဆိုရင်ကျွန်တော်တို့မြင်းချောင်းနေဆိုတာကြည့်တယ်9မိနစ်မှာ9မိနစ်မှာဆိုဒီလိုမျိုးတွေပြန့်ကျဲမှတက်သွားတာတေးကြတယ်ဒီကောင် site way မလုံနိုင်သေးဘူးအားကောင်းနေတယ်လို့ပြောလို့ရပါပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့ကတုံးတက်ရမှာပဲဖြစ်တယ်နောက်ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီ market ထဲမှာဖြစ်ပေါ်လာတဲ့တချို့သတင်းချက်လက်တွေအချိန်မှလည်းဒါတတိထားအောင်ပေါ့သတင်းချက်လက်ဆိုမနေ့တောက်ကြနေရဆိုကျွန်တော်သတင်းမလာခင်မှာပဲဈေးကထိုးတက်သွားတာဖြစ်တယ်တချို့ချိန်နေကြတော့ဒီသတင်းမှာပဲအလောက်ခတ်ကြမ်းပေါ့နော်သတင်းမှာအလောက်ခတ်ကြမ်းတယ်ဒါခါတွေကြရင်သတင်းမရောက်ခင်မှာဟိုမှာတော့ကြမ်းနေတာရှိပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့တတိထားဖို့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေကဒီဇုံတွေပါတယ်ပေါ့နော်ဇုံတွေပါတယ်ဒီလိုမျိုးကျွန်တော်ဇုံတွေဆွဲရတယ်ဇုံတွေဆိုတာဒါတနာရီတို့4နာရီတို့တရက်တို့အဲ့ဇုံတွေမှာကျွန်တော်တို့တွားကြည့်လို့ရှိရင်အဲ့ဇုံတွေကိုကျွန်တော်တတ်မှတ်ထားခဲ့တတ်မှတ်ပြီးတော့အဲ့ဇုံတွေကနေမှသူဘာတွေလုပ်နိုင်လဲဒါတွေကိုစောင့်ကြည့်မှကျွန်တော်တို့ကဒီ entry ဝင်မှုတွေစောင့်အောင်ပေါ့ entry ဝင်တယ်ဆိုလဲကျွန်တော်တို့ကအများကြီးမလို့ဘယ်လိုမျိုးလဲဆို site way တွေပါတယ်ဆိုရင်ကျွန်တော်တို့ထိုင်ကြည့်နေတာပူတင်တော့တယ်သတင်းတွေပါတယ်ဆိုထိုင်ကြည့်နေတာပူတင်တော့တယ်ပြီးတော့သူကအဲ့မျိုး entry ဝင်မှုအတွက်ကျွန်တော်တို့တစ်ပတ်မှတစ်ချိန်လောက်ပြည့်ဗျာတစ်လမှတစ်ချိန်လောက်ပြည့်entry ကောင်းကောင်းမိတိုးပြီ entry ကောင်းကောင်းမိတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကအမျက်ရရင်ပြီလေအမျက်ရရင်ကျွန်တော်နားတင်နားမှာပဲဘာဖြစ်လဲဆိုခါလေကြာရင်ကျွန်တော်တို့တွေကစိတ်တွေကဘာလို့လဲဆိုတော့ဒီပြောမဆိုဒီကောင်ဆင်းတော့မှာပဲဒီကောင်တက်တော့မှာပဲဟိုကျွန်တော်တို့ကရှင်းပြရင်ဒီပတ်ဆိုင်ရခြင်းလို့လောက်တာပတ်ဆိုင်ရခြင်းလို့လောက်တာဖြစ်တဲ့အတွက်
ဒါကျွန်တော်တို့ကအရှုံးနဲ့တွားဖို့မဟုတ်အမျက်နဲ့တွားဖို့ဖြစ်တယ်ညနဲ့တွားဖို့ဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကဒီမှာဆိုတော့ခုလောဆယ်ဆိုထွင်ဝင်လိုက်ပြီးထွက်ရမှာထွင်ဝင်လိုက်ပြီးထွက်တယ်ဆိုတော့သူကအထွင်မှာပဲရှိသေးတယ်အထွင်မှာရှိရဆိုခုနကတော့ကျွန်တော်ပြောလို့အထွင်အဝယ်ပဲကျွန်တော်တို့တီးတန့်ထားမှာပေါ့ဗျာတဘောလုံးမှာအဝယ်ပဲတီးတန့်ထားမယ်ဘယ်လိုချိန်မှာဝယ်မလဲခုနကတော့ကျွန်တော်ကြာလာတယ်ဒီလိုမြင်းချောင်းတွေရှိတယ်ဒီလိုမြင်းချောင်းတွေကိုဖောက်တဲ့ချိန်ကျရင် confirmation တစ်ခုရပြီရရချိန်ကျအဲ့ချိန်ကျကျွန်တော်လိုက်မယ်ဆိုလို့ချင်တာအဲ့ချိန်မှာပဲတကြောင်လိုက်မယ်လိုက်ပြီးထားမယ်ဒါပဲပေါ့နော်ပြီးသွားပြီဇုံတစ်ခုကိုရောက်တယ်ဒီလိုမျိုးချိန်တွေကိုဖောက်တယ်ဒါတိုက်ဆိုင်မှုတွေပေါ့နော်တိုက်ဆိုင်မှုတွေမဟုတ်ဘူးအကုန်လုံး indicator ကလည်းပြတယ်kinetic ကလည်း confirmation ဖြစ်တယ်အဲ့တော့ဒီလိုမျိုးအချိန်ကျရင်ကျွန်တော်တို့ကဇုံတစ်ခုကနေမှဖောက်တက်တာမျိုးတွေဖြစ်ပြီဆိုရင်ဒါသိကြတယ်အဲ့ချိန်ကျရင်ကျွန်တော်လိုက်တစ်ပတ်မှတစ်ချိန်ပဲရရပါဗျာတစ်ချိန်ရတာမဟုတ်လဲဒါမှမဟုတ်လဲနှစ်ချိန်ပဲရတော့လောက်တဲ့အချိန်ပေါ့နော်တစ်လမှတစ်ချိန်ပဲရရင်ကိုကျွန်တော်တို့အဆင်ပြေတယ်ပေါ့အဲ့တော့ကျွန်တော်တို့အိတ်ထဲကပတ်စံကိုမထွက်အောင်ကျွန်တော်တို့က view site ရမှာဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်ကပြပေးခြင်းဖြစ်ပါတယ်okay ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်နောက်ရက်ဒီမှာလဲဆက်ပြီးတော့တုံးတက်ပြအောင်ပါမယ်ပြီးလို့ရှိရင်ဒီစာအုပ်တွေဘယ်လိုစာမျိုးမျိုးတွေကိုကျွန်တော်တို့ဖတ်တင်လဲပြီးနိုင်ငံကြားထုတ်တဲ့ဒီ trader ဓမ္မတွေပေါ့နော်နိုင်ငံခြား trader ဓမ္မတွေရှိတယ်သူတို့ရေးထားတဲ့စာအုပ်တွေသူတို့ရဲ့ niche တွေသူတို့ရဲ့ plan တွေသူတို့ရဲ့ strategy တွေဘယ်လိုရှိလဲဆိုတာကိုလည်းကျွန်တော်တို့စာအုပ်တွေထဲမှာရှိထားတဲ့ ချက်လက်တွေကိုကျွန်တော်အဲ့စာအုပ်တွေကိုယူပြီးမှကျွန်တော် sharing လုပ်ပြီးသွားပါမယ်ကျွန်တော်ဒီ trading အကြောင်းနဲ့ပတ်သက်လို့ကျွန်တော်ကိုမေးချင်တဲ့အကြောင်းအရာတွေရှိရင်ကျွန်တော်ရဲ့ comment အောက်မှာမေးတော့လို့ရပါတယ်ကျွန်တော်အဲ့မျိုး live လွှင့်တဲ့အချိန်မှာဒါမှမဟုတ်ဒီလိုမျိုး video တွေလုပ်တဲ့အချိန်မှာကျွန်တော်ပြန်လဲဖြေချပြီးတော့မှာခင်ဗျဟုတ်ကဲ့အားလုံးထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျကိုစိတ်ချမ်းသာကြီးပွားကြပါစေခင်ဗျ